ဒီနေ့ညတောက်ကြညမှာကျင်းပပြုလုပ်မဲ့ One Lupini 165မွေထိုင်းပြိုင်ပွဲကြီးရာဆိုရင်ဖြစ်တိုင်မောက်ဆောင်စင်ခေါ်ပွဲတွေကိုနှစ်သက်မြတ်လို့ကြတဲ့ပြည်သက်တွေအတွက်တော့စိတ်လှုပ်ရှားစရာရှင်ခုန်စရာတွေနဲ့ပြည့်နှက်နေတဲ့ပွဲကောင်းတစ်ပွဲဖြစ်လာမှာသိကြပါတယ်ဒီပွဲစဉ်မှာပြည်သက်တွေအထူးစောင့်ကြည့်နေကြတဲ့မြန်မာဖိုက်တာအောက်ထုံးဘိုကတော့ပြိုင်ပွဲအသစ်ဖြစ်သူထိုင်းဖိုက်တာပထရစ်စစ်ဂျီတောင်နဲ့ရှင်ဆိုင်ရှင်ပြိုင်ထိုးသက်သွားမှာဖြစ်ပါတယ်ကနဦးစီစဉ်ထားကြရအောင်ထုံးဘိုဟာခွန်စုနဲ့ရှင်ပြိုင်ထိုးသက်ဖို့တေချာနေခဲ့တာဖြစ်ပေမဲ့လည်းခွန်စုဘက်ကနေမကောင်းမှုဆိုတဲ့အကြောင်းပြချက်နဲ့ပွဲမတိုင်မီလက်တွန့်ကနှုတ်ထွက်သွားခဲ့တာကြောင့်အခုလိုပြိုင်မဲ့အသစ်ကိုချက်ချင်းအစားထိုးပြောင်းလဲခဲ့ရတာဖြစ်ပါတယ်ပွဲရဲ့နီးကပ်မှပြိုင်မဲ့ပြောင်းလဲသွားခဲ့ပေမဲ့လည်းအောင်နုဖို့အတွက်တော့ပြင်ဆင်ချိန်အနည်းငယ်ပြောင်းလဲသွားတာမှအပတိုက်ပွဲဝင်စိတ်တက်ကတော့ရော့ပါသွားမှာမဟုတ်ပါဘူးအခုလိုအစားထိုးဝင်ရောက်လာတဲ့ပြိုင်မဲ့အသစ်ပထရစ်စစ်ဂျီတောင်ရဲ့အကြောင်းကိုလေ့လာကြည့်မယ်ဆိုရင်သူ့ကိုအလွယ်တကူထိန်းချုပ်လို့ရနိုင်မယ်ပြိုင်မဲ့လို့တော့လုံးဝသတ်မှတ်လို့မရပါဘူးအသက်24နှစ်အရွယ်အရက်9ပြီး2လက်မှရှိတဲ့ပထရစ်ဟာအတွေ့အကြုံရင့်ကျက်ပြီးသားဝိုင်းရင်မွေထိုင်းဖိုက်တာတူဖြစ်ပါတယ်သူ့ရဲ့ကစားသမားဘဝမှတ်တမ်းကိုကြည့်လိုက်မယ်ဆိုရင်မွေထိုင်းပွဲပေါင်း40အထိထိုးသက်ထားခဲ့ဖူးပြီးနိုင်ပွဲ30အထိရောက်ယူထားနိုင်ခဲ့သလို10ပွဲရှုံး2ပွဲတည်ဆိုတဲ့ရလက်ကောင်ကိုပိုင်ဆိုင်ထားသူပါအခုမှလူစားဝင်လာတဲ့ဖိုက်တာကြောင့်ဖြစ်ပေမဲ့လည်းနိုင်ပွဲ30ဆိုတဲ့မှတ်တမ်းဟာသူ့ရဲ့ကြက်ခိုင်မှုနဲ့ကျွမ်းကျင်မှုကိုတက်တည်ပြနေတာမို့လုံးဝထင်သေးလို့မရပါဘူးပထရစ်ဟာမာကိုအလုံးမြင့်မာပြီးအနီးကပ်ဘူးကတ်ထိုးသက်တာတွေလက်တီတွဲလုံးတွေကိုကျွမ်းကျင်စွာအသုံးပြုနိုင်သူဖြစ်သလိုသူ့ရဲ့လက်တီပါဝါကလည်းပြန်ဘက်ကိုအချိန်မွေးလဲထိုးသွားနိုင်လောက်အောင်ထိရောက်မှုရှိလာပါတယ်တစ်ဖက်မှာလည်းမြန်မာဖိုက်တာအောင်ထုံးဖို့ဟာအရက်မောင်ပိုင်းမှာရောခြေတံလက်တံအသာစီရောက်ယူမှုအပိုင်းမှာပါပြန်မဲ့တဲ့အများကြီးတာလွန်နေတာကိုတွေ့ရမှာပါအောင်ထုံးဖို့အနေနဲ့ပွဲစားနဲ့စိတ်မလောပဲပွဲချိန်တွေကိုတွေးအေးနဲ့အကဲခတ်ပြီးမိမိရဲ့အကွာအဝေးအသာစီရရှိမှုကိုအပြည့်အဝအသုံးချနိုင်ဖို့လိုအပ်ပါတယ်ကိုယ့်ရဲ့အပလာတဲ့လက်သီးပါဝါတွဲလုံးတွေနဲ့ပွဲကိုအရှင်ယူပြီးအသာစီကစားသွားနိုင်ခဲ့ရင်နိုင်ပွဲကိုမလဲမသေးစွတ်ခူးနိုင်မှာဖြစ်ပါတယ်။အောင်ထုံးဖို့မှာထိုးတာပါဝါရှိတယ်၊မာကုန်ရှိတယ်။တိုက်ပွဲဝင်လို့စိတ်စားကလည်းပြောစရာမလိုအောင်ပြောရနေတဲ့အတွက်ကိုယ့်ရဲ့အသာချက်တွေကိုပွဲတွင်းမှာအကောင်းဆုံးထုတ်သုံးနိုင်ပါစေလို့ဆုတောင်းပေးရမှာပါ။ပွဲဖြေကတော့ရှင်ခုံစရာကောင်းနေပါပြီ။ပထရစ်စစ်ဂျီတောင်ရဲ့ပောက်ကွဲအပြင်းပြင်းနဲ့အနီးကပ်ဝင်ရောက်လာမဲ့လက်သီးတွဲလုံးတွေကအောင်ထုံးဖို့ရဲ့နံဘေးနဲ့အရှိုက်တွေကိုဒုက္ခပေးသွားမလား။ဒါမှမဟုတ်အောင်ထုံးဖို့ကပဲအရက်မောင်းနဲ့အကွာဝေးအသာစီးရောက်မှုကိုစနစ်တကျအသုံးချပြီးပွဲကိုအစအဆုံးထိန်းချုပ်သွားမလားဆိုတာကတော့စိတ်ဝင်စားစရာပါပဲအောင်ထုံးဖို့ကိုချစ်ခင်အားပေးကြတဲ့ပြည်သက်ကြီးအနေနဲ့လည်းဒီပွဲစဉ်နဲ့ပတ်သက်ပြီးကိုယ့်ရဲ့အမြင်တွေကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်အားပေးကြတဲ့ပြည်သက်တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်